ဘယ်အသင်းကအတာထွက်ကောင်းမလဲကြာခင်စတင်တော့မယ်ပွဲချိန်တွေတွင်မှာစောင့်ပြောကြည့်ရှုသွားရတော့မှလည်းဖြစ်ပါတယ်ဦးစိန်တော့ပွဲကိုစတင်ပြီးတော့အရှင်ပြန်ကစားပြီးလည်းဖြစ်ပါတယ်ရန်နာပုံသိမ်းမဲ့ခန်းစစ်မှာပဲပေးထားရမြရန်နာပုံသိမ်းမဲ့အေဂျန်မပေးလာပြီးကောင်းတိုက်ပြီးဂိုးပြီးမြဒီနေ့ပွဲစဉ်မှာအထောင်တိုက်စစ်နေရာမှာပြောင်းလဲပြီးတော့ကစားနေတဲ့အသင်းကောင်းဆောင်မျိုးစောဦးပွဲစ9မိနစ်မှာပဲရရှိလာတဲ့အခွင့်အရေးကောင်းတစ်ခုကိုတော့ပိုင်မန်နန်အသုံးချပြီးတော့ဒီနေ့ပွဲစဉ်ရဲ့ဥဆောင်ခွင့်ကိုတော့စပြီးတော့ရယူသွားခဲ့ပြီးဖြစ်ပါတယ်ကိုအင်းစီရဲ့ပွဲစမှာပဲပထမဆုံးရရှိတဲ့အခွင့်အရေးကနေရန်နာပုံတင်ကတော့ကောင်းကောင်းကြီးသုံးချပြီးတော့ဥဆောင်ကိုတော့စတင်ပိုင်ဆိုင်သွားခဲ့ပြီးဖြစ်ပါတယ်။ဝါရင်ညံဆွေဒီနေ့ပွဲစဉ်မှာလူငယ်တိုက်စစ်အတွဲနဲ့ဝါရင်တိုက်စစ်အတွဲကိုမြင်တွေ့ရလိမ့်မယ်လို့ထင်ထားခဲ့မလဲဒီချိန်မှာတော့ဝါရင်တိုက်စစ်အတွဲရပဲလှပတည်တဲ့အသင်းကိုတကူတော့ဒီချိန်မှာတွင်းယူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်စောစစ်ကဘော်စီတယောက်လှည့်လာတယ်အိမ်ရဝင်လာပြီစောစစ်ကဘော်စီဒီချိန်ဒီမှာတော့ကွင်းလေထိုင်ကပနတီပြစ်ဒဏ်ဘောဖြစ်သတ်မှတ်ပေးလိုက်ပြီဖြစ်ပါတယ်ဒီနေ့ ISB တင်းရဲ့ညာချမ်းတိုက်စစ်မှာအတော်လေးလှုပ်လှုပ်ခက်ခက်ခြေစွမ်းမျိုးနဲ့ရန်နာမုံတင်းရဲ့အခန်းစစ်ကိုထောက်လျှောက်အလုံးရှုပ်စေခဲ့တဲ့စောစစ်ကဘော်စီဒီချိန်မှာလည်းသူ့ရဲ့တကူတော့ထိုးဖောက်မှုကနေရရှိလာတဲ့အခွင့်အရေးတစ်ခုက ISB တင်းကိုတော့အခြေပါကိုရရှိသွားမလားဆက်လက်ပြီးတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်စောဝိုင်းကစောစီပေါ်စီတကူတော့တိုးအားရုံးအားနဲ့အေးရတဲ့ဝင်ရောက်ဖို့ကြိုးစားရမှာတော့ရန်နာမုံတင်းရဲ့အခန်းစစ်ကဟိန်းစော်နိုင်သူရဲ့ဟန်တာပုံကတော့ကွင်းလေတိုင်ကပဏိပြစ်ဒဏ်ဘောဖြစ်ပဲသတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်ISB လက်ကန်လာပြီးပြန်ချက်ထွက်လာထပ်ပိတ်တယ်ဂိုးရမြောင်းရရှိလာတဲ့ပဏိအခွင့်အရေးကိုတော့ဒုတိယပိုင်းမှာဝင်ရောက်လာခဲ့တဲ့အသင်းကောင်းဆောင်ခိုင်ရဲဝင်းနှစ်ဆင့်အဆုံးသက်ပြီးတော့ခြေပေါကိုဖြစ်ပြန်လဲပြောင်းလဲသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီဟာဒီခိုင်ရဲဝင်းရဲ့ပထမဆုံးမြန်မာ National League သွင်းကိုဖြစ်ဒီနေ့ပွဲစဉ်မှာတော့အရေးပါတဲ့ခြေပေါကိုတော့ရယူပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ရန်နာမုံတင်းရဲ့ကိုသမားရန်လင်းထွန်းခိုင်ရဲဝင်းရဲ့ပထမချိန်ကန်ချက်ကိုတော့အကောင်းဆုံးကာဝယ်ထားနိုင်ခဲ့ပြီမဲ့လည်းဒုတိယချိန်ထပ်မံအဆုံးသက်မှုကိုတော့ကာဝယ်ထားနိုင်ခြင်းမရှိဘဲ ISB တင်းဒီချိန်မှာတော့ခြေပေါကိုပြန်လဲရရှိသွားခဲ့ပြီဖြစ်ပါတယ်ဒုတိယပိုင်းမှာတော့ ISB တင်းကပိုကောင်းတဲ့ကစားဟန်ကစားကွက်တစ်ခုကိုပုံဖော်ထားနိုင်ခဲ့တာဖြစ်ပြီးတော့ရန်နာမုံတင်းပို့ပြီးတော့ကောင်းတဲ့ပုံစံတစ်ခုနဲ့တော့ပြန်လာနိုင်ဖို့လိုအပ်နေခဲ့တာဖြစ်ပါတယ်။ချိန်မှာအေးရတယ်မှာပဲကောင်းမြတ်ကျော်လက်ပိတ်ပြီးပွဲကိုတကြောပြန်ပြီးတော့ဥဆောင်နိုင်ဖို့အတွက်အတော်လေးကောင်းမွန်တဲ့အခွင့်အရေးတစ်ခုကိုတော့လူစားဝင်ကစားမကောင်းမြတ်ကျော်ရရှိခဲ့တာဖြစ်ပါတယ်။ ISB တင်းရဲ့ခံစစ်အနေငယ်ဟာကွက်မိသွားတဲ့နေထားတစ်ခုမှာကောင်းမြတ်ကျော်ပြန်မဲ့ဂိုးပေါင်းတဲ့အနည်းဆက်ဆုံးနေထားမှာညာချီနဲ့အဆုံးသတ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။2028လပိုင်းနောက်ဆုံးမှာလုံးဝအနိုင်မရရှိသေးတဲ့မှတ်တမ်းစုတစ်ခုကိုလည်းပိုင်ဆိုင်ထားခဲ့ရလည်းဖြစ်ပါတယ်ဒီကနေ့မှာလည်းသူတို့အဲ့ဒီမှတ်တမ်းစုကိုခြေပြတ်ဖို့အတွက်အခွင့်အရေးကောင်းတစ်ရက်ကိုပိုင်ဆိုင်ခဲ့တယ်လို့ဆိုခဲ့ရပေမဲ့လည်းဒီချိန်မှာတော့ ISB အသင်းကိုတော့ခြေပေါက်ကိုခွင့်ပြုပေးခဲ့ရလည်းဖြစ်တယ်မြတ်ကိုစတော့ပြင်မိုးပဲအေးရတဲ့ပဲဖြစ်ချိုးပေးထားသေးတယ်ပဲပြီကိုဘီမြတ်ကျွန်တော်စင်ကနေဆက်ရဲ့အချိန်တွင်းမှာပဲရန်နာပုံသင်းဒုတိယမြောက်ဥဆောင်ကိုတော့ပြန်ပြီးတော့ရရှိသွားခဲ့ရလည်းဖြစ်ပါတယ်ဒီပွဲရဲ့တကြောပြန်ဥဆောင်ခြင်းကိုလည်းထပ်ပြီးတော့ရရှိသွားခဲ့ရလည်းဖြစ်တယ်မြတ်ထပ်ပြီးတော့ထူးခြားတာနေတဲ့တစ်ခုကတော့ရန်နာပုံသင်းအတွက်ဥဆောင်ကိုသွင်းယူပေးခဲ့တဲ့ကစားသမားဖြစ်တဲ့မျိုးစောဦးကပဲဒီချိန်မှာပွဲကိုထပ်ပြီးတော့ဥဆောင်စေခဲ့ရလည်းဖြစ်တယ်မြတ်ပြင်မိုးရဲ့ညာချမ်းနဲ့အေယာရဲ့ပြချိုးပေးမှုတော့မျိုးစောဦးအေယာယူမမှန်နဲ့ပဲပိတ်သွင်းသွားနိုင်ခဲ့ရလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ရန်နာပုံသင်းဒီနေ့မှာသူတို့အတွက်တကြောပြန်ဥဆောင်ခြင်းကိုတော့ရရှိသွားခဲ့လို့ဆိုရမှာလည်းဖြစ်ပါတယ်ISB တင်းရဲ့ခန်းစစ်ကစားမှာ2ယောက်လောက်ထိလူကတ်ထားရကြားရပဲမျိုးစောဦးကောင်းမွန်သောပုံစံနေထားနဲ့ပဲပြေးထွက်ပြီးတော့ပယ်ချင်နဲ့ပဲပိတ်သွင်းခဲ့ရလည်းဖြစ်တယ်မြာ ISB တင်းရဲ့ကိုယ်သမားပိုင်စင်နဲ့လုံးဝကိုတားဆီးနိုင်ခြင်းမရှိဘဲနဲ့ဒုတိယမြောက်ဥဆောင်ကိုတော့ခွင့်ပြုပေးခဲ့ရလည်းဖြစ်ပါတယ်ကျန်တာပုံတင်းရဲ့ခန်းစစ်ကပဲရှင်းထုတ်ထားခဲ့ရလည်းဖြစ်ပါတယ်ကုစုံတော်ရှေ့ကိုပဲမှာပေးထားသေးတယ်ပြင်မိုးပဲလိုက်နေရပြင်မိုးပဲအေးရတဲ့ဝင်လာလွတ်လွတ်ကျွတ်ကျွတ်ပဲကိုယ်သမားတယောက်ချင်းဆိုင်တွေ့တယ်ကန်တယ်ကိုဘီခင်ဗျာနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်အပိုင်း6ကိုရောက်ရှိနေတဲ့အချိန်မှာတော့မှပဲရန်နာပုံတင်းရဲ့တိုင်မြန်တိုက်စစ်ကတကယ်ကိုအလုပ်ဖြစ်ခဲ့လို့ဆိုရမှာလည်းဖြစ်ပါတယ်ဒီချိန်မှာလူဆောင်ဝင်ကစားသမားပြင်မိုးအသင်းအတွက်အနိုင်ရလက်အသေးချာစီမဲ့သွင်းကိုတကိုတော့သွင်းယူပေးနိုင်ခဲ့လည်းဖြစ်ပါတယ်
စော်ပိုင်းရရှေ့ပိုင်းမှာကျွန်တော်တင်ဆက်ခဲ့သလိုပဲ ISP အသင်းအနေနဲ့တော့ခြေပါကိုပြန်လဲရရှိဖို့အတွက်အောင်ဆိုင်နေတဲ့အချိန်မှာရန်နာဘုံအသင်းရဲ့တံပြန်တိုက်စစ်ကိုတော့မဖြစ်မနေသတိထားဖို့လိုအပ်နေခဲ့လို့ဆိုခဲ့ပေမဲ့လည်းဒီချိန်မှာတော့ ISP အသင်းရဲ့ခန့်စစ်ကတကယ်ကိုပေါ့ရောက်ခဲ့တဲ့အနေအထားတစ်ခုကိုတော့ပြည်မိုးကောင်းကောင်းကြီးတုံချသွားနိုင်ခဲ့ရလည်းဖြစ်တယ်မြောင်းဒါကြောင့်မလို့ပြည်မိုးအနေနဲ့တော့ဒီနေ့မှာနိုင်အသင်းအတွက်နိုင်ပွဲအသေးချစီမဲ့အသင်းကိုတစ်ခုကိုတော့အသင်းယူပေးနိုင်ခဲ့ရလည်းဖြစ်တယ်မြောင်းအားသာဝရရှင်ပြည်သက်များများကျွန်တော်စေငန်တင်ဆက်နေတဲ့အချိန်အတွင်းမှာပဲရန်နာဘုံတင်းနဲ့ ISP တင်းတို့ရဲ့ပွဲစဉ်ကတော့ပြင်းမြောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်